မကြီးပင်အဲ့ဒါဘာပင်လဲဟောဘယ်လိုလောင်စားတကြီးပင်ဘာပင်လဲဒင်းမေလင်ပင်ရောင်မျက်စိလေတခြားမင်းဩဒုက္ခပါဗျာအဲ့တခမ်းမွေးဟာလှုပ်လိုက်မရှင်းကြီးပဲဟုတ်လေအရွက်အဲ့မကြီးပင်မှာအရွက်ဘယ်နှရွက်ရှိတယ်လဲအရွက်ဘယ်နှရွက်ရှိတယ်လဲဟာမကြီးပင်ပဲရွက်တွေအများကြီးလူကြီးတိုင်းမှာတော့နှစ်ရွက်ထက်ရှိပါတယ်ဗျာဘာဖြစ်လို့တော့မကြီးပေါက်စရွက်နှစ်ခွာတဲ့နှစ်ရွက်ထက်ရှိတယ်နောက်မှတဖြည်းဖြည်းများလာတာရှင်းပါတယ်နော်ဒီဘဲညံများတာပဲကဲလက်ထက်နိုင်အောင်ကောက်ထောင်ပြီမင်းငါမင်းမယ်ကဲဒါပြင်အဲ့မကြီးပင်ကချိုပင်လားချင်းပင်လားချိုဆိုအချင်းနဲ့စားမှာအချင်းဆိုအချိုနဲ့စားမှာအဲ့ချောချင်းပင်မားတယ်ဘာတော့အဖြုံးပင်ပြောတာပဲကဲပြောနေမနာမလားဆလာပြန်တဲ့တပင်းစီအကောက်တော့အပြုံးမင်းဆိုအဲ့ပြန်မကြီးပင်ကသီးတယ်မကြီးသီးရနော်ကိုယ်သီးသလားဖြောင်းသီးသလားငါကွေးဆိုနေအဖြောင်းပြောမှာအဖြောင်းဆိုကွေးပြောမှာကွေးဖြောင်းအာဟာမားတယ်တစ်စစ်သီးတစ်စစ်သီးတစ်ချက်ကဲအဲ့ဒီမကြီးသီးတစ်စစ်သီးကအစိပန်တစ်စီးရှိအဲ့ဒါဆိုရင်နင်ရှုံးပြီတစ်စစ်သီးဆိုမှဒစီပေါ့ဟာမားတယ်ဘာဖြစ်လို့တော့ဒစီမှမရှိဘူးဘာဖြစ်လို့ရှင်စားသွားလို့တော်ပါသေးရှင်းနေမိလိုက်လို့အရေးတဲ့ရှင်းရလာစားသွားပြီခုနတက်သွားတာမြင်လိုက်တယ်အဲ့စားသွားတဲ့ရှင်းရထဲစားသွားတဲ့ရှင်းရအရှေ့ကိုင်းပြေးလားအနောက်ကိုင်းပြေးလားတောင်ကိုင်းပြေးလားမြောက်ကိုင်းပြေးလားဘယ်ကိုင်းပြေးဟာမင်းညံတော့တော့မင်းအရှေ့ဆိုအနောက်ပြောမှတောင်ဆိုမြောက်ပြောမှဟဲ့ပပလေပြေးတယ်ဘယ်မှမပြေးနိုင်ဘူးအောက်ကြတာခွေးစားသွားလို့အောက်ကြတာခွေးစားသွားလို့ဘယ်မှမပြေးနိုင်ဘူးကဲလာဟဲ့အဲ့ဒီရှင်းကိုစားသွားတဲ့ခွေးဟာအမွေးဘယ်နှပင်ရှိလဲပြောသားမင်းကဲခွေးအမွေးဘယ်နှပင်ရှိလဲနရွက်ကလေးတောင်မှမရည်နိုင်ဘူးဗျာစားပြီအပါတို့တပင်းမှမရှိဘူးဘာဖြစ်လို့ဝဲစားထားလို့အရေးထဲမှာခွေးဝဲစားနေညာလာတွေ့နေရသေးတယ်ကဲလာထက်ကဲလာအဲ့လိုတော့ဝဲစားထားလို့အဲ့လိုဆိုရင်တန်တန်လေးရဲ့အမေကြီးလေဟိုမှာအိတ်နေတယ်ဟိုမှာနော်ပလက်ကြီးကိုလမ်းနေတာပဲအိတ်နော်တော်ကြီးကန်ကြီးကိုရေမုံခွဲထားသလားအောင်မရလို့မလေးအိတ်လာကြလေတော့လေ့လာတယ်သူပဲရှိတယ်အေးပါတန်တန်လေးရဲ့အမေမှာအမွေးပဲနှစ်ပင်ရှိတယ်ဟာတန်တန်လေးရဲ့အမေမှာအမွေးပဲနှစ်ပင်ရှိလေတဲ့သူ့ယောက်ျားကိုစိန်ရိုးတော်မသိဘူးတပင်းမှမရှိဘူးတပင်းမှမရှိဘူးဘာဖြစ်လို့တော့ဝဲစားထားလို့အားကြောင့်လို့ဒီမိမငါ့ရှိမှာဝဲသေးလာဝဲခိုင်းနေတာရှင်ဗျာတပည့်တော်ခွင့်လို့ပါဖေရမြတ်စွာဘုရားအဘယ်ရွာသားလဲကွာဟာမေးဘေးမိုးကြိုးပြစ်တော့မှာပဲပောက်ကြရလျှောက်ပြီးမေးနေငါအပြည့်အကုန်လုံးပါမှာ